ဒီနေ့က future simple tense နဲ့မြန်မာလိုတွေ့ပြီးတော့အင်္ဂလိပ်လိုမျိုးရေးကြည့်အောင်သူကမင်းကိုနောက်မှကူညီပေးလိမ့်မယ်အဲ့တော့ English လိုဘယ်လိုရေးမလဲအင်္ဂလိပ်လို subject ကမြန်မာလို subject ကစာကြောင်းရဲ့ထိပ်ဆုံးမှာရှိရဲ့သူအဲ့တော့ကူညီပေးလိမ့်မယ်ဆိုတာကဘာဖြစ်မလဲဆိုတော့ verb ဖြစ်မယ်အဲ့တော့သူဆိုတော့ he ကူညီပေးလိမ့်မယ်ဆိုတော့ will have okay verb object ကိုကြည့်မယ်ဘသူ့ကိုလဲမင်းကို you နောက်မှဆိုတော့ later အဲ့တော့သူကမင်းကိုနောက်မှကူညီပေးလိမ့်မယ်ဆိုရင် he will have you later အဲ့တော့ငါဒီညအပြင်ထွက်မှာမဟုတ်ဘူးဆိုရင်ရောဘယ်လိုပြောမလဲမြန်မာ subject ကော English subject ကောစာကြောင်းရဲ့ထိပ်ဆုံးမှာရှိရဲ့အဲ့တော့သူ့ရဲ့ညလုံးမှာမဟုတ်ဘူးဆိုရင် will not plus verb 1ကိုသုံးတယ်အဲ့ဒါကြောင့်မို့ I မလုံးမှာမဟုတ်ဘူးပြင်ထွက်မှာမဟုတ်ဘူးဆိုတော့ will not အပြင်ထွက်မှာဆိုတာကအပြင်ထွက်မှာဆို go out ဘယ်နေ့လဲဒီည tonight ငါဒီညအပြင်ထွက်မှာမဟုတ်ဘူးဆိုရင် I will not go out tonight မင်းမနက်ဖြန်ငါနဲ့အတူသွားမှာလားဆိုရင် English လိုမျိုးဘယ်လိုမျိုးရေးမလဲဘယ်လိုမျိုးပြောရမလဲအဲ့တော့ဒီစာကြောင်းကြည့်အောင်မြန်မာလို subject ကော English လို subject ကောကစာကြောင်းရဲ့ထိပ်ဆုံးမှာရှိရဲ့ verb တွေကစာကြောင်းရဲ့နောက်မှာရှိရဲ့အဲ့တော့အတူသွားမလားပေါ့သွားမလားဆိုတဲ့အဓိပ္ပာယ်အဲ့တော့မင်းဆိုတော့မင်းကပုံစံက will plus subject plus verb သွားမလားလို့ပြောချင်တချို့ will ကိုသုံးတယ်ဘသူလဲမင်းဆိုတော့ you verb ကိုကြည့်မယ်သွားမလား go where you go ဘသူနဲ့အတူသွားမှာလဲငါနဲ့အတူဆိုတော့ with me where you go with me ဘယ်အချိန်မှာလဲမနက်ဖြန် where you go with me tomorrow အဲ့ဆိုရင်မင်းမနက်ဖြန်ငါနဲ့အတူသွားမှာလားဆိုရင် where you go with me tomorrow လို့ဖြေရမယ်